အားလုံးပဲမင်္ဂလာညနေခင်းလေးပါဒီနေ့မှာတော့နှစ်တရာကျိန်စာဆိုတဲ့တဲထိတ်ရင်ဖိုးဇလန်းလေးကိုတင်ဆက်ပေးသွားပါမယ်ဒီနေ့သုံးဖန်လာရွာမှာဖျားတီဖို့ပနက်ချတော့မှာပြုကာလာသားတွေကလည်းမြေတူးမြေသေးနေကြသလိုကျေးရွာသူပြိုပြူကာလာသမီးတွေကလည်းတရက်တအားတစ်ဖက်တစ်လမ်းကနေကုညီအားဖြည့်နေကြလေရဲ့ဒီထဲမှာတော့တကြီးဦးငွေဆောင်ကအတက်ကြွဆုံးပေါ့ဒီရွာကြီးကရှေးရခင်ကလေးကရှိခဲ့တဲ့ရွာကြီးလို့လူတိုင်းကပြောကြတယ်ရွာနဲ့ပတ်သက်ပြီးတော့လေတထောင်တညပုံမြင်တွေအများကြီးပေါ့ဗျာဒီငွေဆောင်မှာအသက်50နာနီးပေမဲ့လေအသားဖြူဖြူအရက်မြင့်မြင့်နဲ့ခန့်နှုံးတန်တုံလူပြိုကြီးဆိုလဲမမာဘူးပေါ့ဗျာမစွန်လို့လူပြိုကြီးဖြစ်နေတာတော့မဟုတ်ဘူးစွန်တော့စွန်လေတူရီသောသားမို့လို့သူကိုယ်တိုင်ကစိတ်မပါရင်တော့မိဘစကားနားထောင်ပြီးတော့အိမ်အောင်ပြုတ်ဖို့အချိန်ချင်းစူးစမ်းခဲ့ပူပါတယ်ဒါပေမဲ့သူနဲ့ပတ်သက်သမျှသူ့ရဲ့သလိုသမီးလောင်းတွေကအကြောင်းမျိုးမျိုးကြောင့်တည်ဆုံးရသူတွေနဲ့တချို့ဆိုရင်ယူတောင်သွားကြသေးတယ်။နောက်တော့သူကလူချမ်းတစ်ယောက်ဖြစ်လာပြီးတော့ဘယ်သမီးရှင်ကမှမဆက်ဟပ်ရဲတော့ဘူးပေါ့။ဦးငွေဆောင်ရဲ့မိဘတွေဖြစ်တဲ့ဦးငွေရှင်နဲ့ဒေါခင်ဆောင်တို့မှာပစ္စည်းဥစ္စာကလည်းကုံလုံးကျွယ်ဝတားကြောသားလားတစ်ယောက်လည်းမွေးထားပေမဲ့လည်းတားဖြစ်သူရဲ့အတိတ်ကံကြောင့်ရှေးရေးမလှမှာကိုရတတ်မအေးပဲနဲ့တားစိတ်နဲ့ပဲရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားကြပါလေရဲ့အခုတော့ဦးငွေဆောင်မှာသူ့ရဲ့တပည့်လေးတွေနဲ့သာနေထိုင်နေရတာပေါ့ဗျာလွန်ခဲ့တဲ့3လလောက်ကဦးငွေဆောင်ရဲ့နေအိမ်ကိုသူတော်စင်တစ်ပါးရောက်လာခဲ့ပါတယ်သူတော်စင်ကြီးကမုတ်စိတ်ကျင်ဆွဲတွေနဲ့အသက်အရွယ်ကြီးရင်လာတဲ့ပုံစံရှိပေမဲ့လေစူးရှားတောက်ပတဲ့မျက်ဝန်းနဲ့ဖြက်လက်တဲ့အမူအရာကသူတော်စင်ကြီးရဲ့တီလာနဲ့တမာလေးကိုဖော်ပြနေတာပေါ့သူတော်စင်ကြီးကသူ့ဘဝအတိတ်ကံနဲ့ပတ်သက်ပြီးတစွန်းတစဟောကြားလာခဲ့ပါတယ်လူလေးအနေနဲ့အခုဘဝမဟုတ်ဘူးအရေးဘဝတွေကလေးကအင်ယာထူထောင်ဖို့ကံပါမလာခဲ့ဘူးအခုလိုစိုးဝါးတဲ့ကံကြမ္မာကိုခံစားလာရတာဘဝတရားရှိတော့မယ်ဦးငွေဆောင်ကတပည့်တော်ရဲ့အတိတ်ဘဝကိုသူတော်စင်ကြီးအနေနဲ့ပြောခွင့်ရှိမယ်ဆိုရင်သိကျင်ပါတယ်ဗျာပြောဖို့မလိုပါဘူးလူလေးရဲ့အတိတ်ဘဝကိုလူလေးကိုယ်တိုင်မြင်လာပါလိမ့်မယ်လူလေးဘာမှလိုက်လို့เสียမလို့သူ့ချိန်နဲ့သူဖြစ်လာပါလိမ့်မယ်လူလေးရဲ့ဘဝကမဖြောင်ပြူးလောက်ဘူးဒါကြောင့်မလို့ကံကြမ္မာအလဲအပြောင်းနဲ့လောကဓာတ်ကိုကြံ့ကြံ့ခံဖို့အတွက်တရားဘာဝနာတွေကိုအားထုတ်ပါကောင်းမှုကုသိုလ်တွေများများလုပ်ပါလူလေးပါလို့ဝိနည်းတွေကိုမေတ္တာပို့အမျှဝေပါလူလေးလုံးသမျှကလူလေးတယောက်တည်းအတွက်မဟုတ်ဘူးဆိုတာကိုမှတ်သားထားပါသူတော်စင်ကြီးကလည်းမှာကြားပြီးတာနဲ့ညာအိတ်ဖို့ပင့်ဖိတ်တာတော့မှညနေတကောင်ကြီးမှာပဲပျောက်ကွယ်သွားပါတော့တယ်အခုဆိုရင်တော့သူတော်စင်ကြီးပျောက်ကွယ်သွားတာ9နှစ်တင်းပြည့်ပြီပေါ့အခုဆိုရင်သူပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကလည်းဒီသုံးဖန်လာရွာမှာနှညိုးထိုးမလွဲအောင်ရှိနေပါပြီဦးငွေဆောင်ကလွန်ခဲ့တဲ့အတိတ်စီကိုအာယုန်တွေနှွေမျောနေစင်ပါပဲတကြီးလာပါအောင်ပြို့ဘာကြီးလည်းမသိဘူးမြေချင်းတူးနေရကနေကြွက်နေလို့ရဲ့အော်တန်ကြောင့်အတွေးစားတွေပြတ်တောက်သွားရပါတယ်ဦးငွေဆောင်ကရွာသားတွေဝိုင်းအုံနေတဲ့မြေချင်းစီကိုတွားရောက်ပြီးတော့ငုံကြည့်လိုက်တဲ့အချိန်မှာတော့တစ်တာလူလိုတောင်စုံတစ်ခုကိုတွေးရတာပါသူ့တပည့်ကြွက်နေကဘလို့လဲတကြီးဆက်တူးလိုက်ရမလားဖျားပရဝုံနဲ့ပါနေတာပဲဆက်တူးရမှာပေါ့ရွာသားတချို့ကဖျားတဲတာကြောင့်အဆောင်လျှောက်တွေကရွှေတစ်တာကြီးပေးတယ်ထင်တယ်ဒါပေမဲ့တကြီးဦးငွေဆောင်ကတော့ကဲဟေးဆက်တူးကြတာပေါ့ဒီတခါတော့တကြီးပါကတောင်းကျိုင်းလိုက်ပြီးတော့မြေတူးဖို့ပေါက်ချုံးကိုကောက်ကင်လိုက်တော့တယ်ရွာသူရွာသားတွေကလည်းဝိုင်းအောင်ကြည့်နေရင်းနဲ့စိတ်လှုပ်ရှားနေကြပါတယ်တူးရင်နဲ့ပုံပေါ်လာတဲ့အဲ့ဒီပစ္စည်းကတစ်တာပုံစံမဟုတ်ပဲကြောက်တလားကြီးပုံစံဖြစ်နေပါတယ်မောတာကြောင့်ရောစိတ်လှုပ်ရှားတာကြောင့်ပါအသီးသီးချွေးပြန်လာကြပြီးတော့တချို့သွေးကြောင်တက်တဲ့ကာလာသားတွေကတော့ကျင်းနှခမ်းပေါ်တော့ရောက်သွားကြပြီပေါ့တကယ်တမ်းရုပ်လုံးပေါ်လာတဲ့ပစ္စည်းကတစ်တာတခုမဟုတ်ဘဲနဲ့ကြောက်တလားကြီးဖြစ်နေတာမို့လို့လေဘာကြီးလဲမသိဘူးဗျဖွင့်ကြည့်မှသိမယ်ရွာသားတချို့ကဟုတ်တယ်ဗျကြောက်တလားကတော့တော်တော်ကြီးတယ်အဖုံးကအမြင့်တလွာလောက်ရှိတယ်တာတင်ဆိုတဲ့ရွာသားကလည်းဘယ်လူဟာတွေကဒီနေရာကိုစီးကမ်းမရှိလာမြုပ်ကြပါလေဒီနေရာတင်းချိုင်းလို့လည်းမကြားဘူးပါဘူးတကြီးကတော့တာတင်ပါစက်မတန်ရရဘူးကွဒီနေရာကရှေးကလေးကရှိခဲ့တာဘယ်နေရာပါရှိလဲဆိုတာသိနိုင်မလားကွတကြီးငေါလိုက်တော့မှတာတင်ကငြိမ်ကျသွားပြီမယ်လေသူစကားကိုထောက်ခံတဲ့သူမရှိတော့လေသိတော့မကျေနပ်လာဘူးလေနာယကကြီးဦးတင်အောင်ကကဲဖုံးဖွင့်ကြည့်ရအောင်လေးတော့အတော်လေးမယ်ခရု
ဒီဇိုင်းနဲ့ဖွင့်ကြဟဲ့ဖျားပနက်ရိုက်ရာကနေကြောက်တလားကြီးထွက်လာတယ်ဆိုတဲ့သတင်းကတရွာလုံးကိုတခဏချင်းပြန့်နှံ့သွားတာမို့လာရောက်ကြည့်ရှုတဲ့သူတွေဝိုင်းအောင်သွားပါတော့တယ်တာတင်ကျွတ်လီတို့အပါအဝင်ကာလာသား10ယောက်ကကျင်းထဲမှာနေရာယူလိုက်ပြီးတော့တကြီးကကဲ1-2-3ဆိုတပြိုင်တည်းမမယ်နော်နိုင်ကကြီးကလည်းလူ10ယောက်နဲ့မရတော့ဘူးကဲခွေးပူးတို့အဖွဲ့ဆင်းရက်မနေနဲ့နာယကကြီးပြောမှပဲတလားဆိုတာနဲ့ကျင်းပေါ်ရောက်သွားတဲ့ခွေးပူးတို့အဖွဲ့လဲမနေတာတော့ပဲပြန်ဆင်းလိုက်ရတာပေါ့တကြီးကကဲမကြမယ်1-2-3တလားအဖုံးကိုစောင့်မလိုက်တာနဲ့ကြည်လင်နေတဲ့ကောင်းကင်မှာချက်ချင်းမှိုင်းညို့လာပြီးတော့လျှက်စီးတွေလည်းလက်လာပါတော့တယ်တလားအဖုံးကလူ15ယောက်အားကြောင့်တကြွကြွနဲ့အတန်မီပြီးဖွင့်လာပါတယ်ပထမဆုံး6ယောက်ကအယိုးစုကိုစပြီးတော့မြင်ရပါတော့တယ်တာတင်ကတလားအောက်ခြေဘက်မှာနေရာယူထားပါတယ်အဲ့ဒီအချိန်မှာအောက်ခြေဘက်သားကြံသေးတဲ့တလားအဖုံးကတာတင်ဘက်ကိုစောင်းကြလာပြီးတော့ဝုန်းဆိုပြီးအားနဲ့တောင်မှအော်နေကြတယ်တာတင်တပေးကရွာသား2ယောက်ကလွတ်သွားပြီလေတာတင်ရဲ့6ယောက်တစ်ဖက်ကတလားဖုံးအောက်မှာပြိနေပါတော့တယ်ကဲကြပါဦးကျင်းထဲကလူတွေကတလားလေးကိုအရင်မကြည့်အားပဲနဲ့တလားဖုံးအောက်ကတာတင်ကိုခက်ခက်ခဲခဲနဲ့ပြန်လဲဆွဲထုတ်ဖို့အရင်စူးစမ်းရပါတော့တယ်တာတင်ကိုဆွဲထုတ်နိုင်နေတယ်လေ6ယောက်တစ်ချောင်းကတွင်တွင်ကျိုးသွားပါပြီတာတင်ကိုမြို့စင်းရုံပို့ပွဲအတွက်နွားလဲစီစဉ်ပြီးတာနဲ့တလားလေးကရိုးလောင်းကိုကြည့်လိုက်တဲ့အချိန်မှာတော့မိန်းကလေးတစ်ယောက်ဖြစ်နေကြောင်းခံမှန်းရပါတယ်အဝတ်အစားတွေကအရင်ရှိခေတ်ကမင်းသမီးတွေဝတ်စားတယ်လို့ဝတ်စားထားပါတယ်ထူးဆန်းတာကတခြားနေရာအလုံးအယိုးစုဖြစ်နေပေမဲ့လည်းမျက်စိနှလုံးကတော့တက်ရှိထင်ရှားသလိုပဲစိမ့်တောက်နေပါတယ်ကြွက်နေကတကြီးအလောင်းကောင်ကြီးကြည့်ရတာတမျိုးပဲမျက်လုံးကစိမ့်တောက်နေပြီးအညိုတကြီးကြည့်နေသလိုပဲဗျတကြီးဦးငွေဆောင်ကကြွက်နေပြောတဲ့အလောင်းကောင်ရဲ့မျက်လုံးကိုကြည့်လိုက်တဲ့အချိန်မှာရင်ဘတ်ထဲမှာဆူးရှတဲ့ဝေဒနာတစ်ခုကိုခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာဝုန်းဝေါနဲ့ဆိုပြီးလေပြင်းတွေတိုက်လာတယ်လေရောမိုးပေါထန်လာတာပေါ့လျှက်စီးလက်ပြီးမိုးချင်းတန်တွေကလည်းကြောက်ခမန်းလီပါပဲလျှက်စီးလက်လိုက်တိုင်းအလောင်းကောင်ရဲ့ခန္ဓာကိုယ်ကရွှေတွေကြောက်တံပလံများတွေကလည်းဝင်းကနေလက်ခနေပေါ့ရွာသားတွေပြန်ကုန်ကြတော့ကျင်းထဲကတလားအဖုံးကိုမနေတဲ့သူတွေသာကြံခဲ့တာပေါ့ကျက်ကြီးကတကြီးပြန်မရတော့မေးဗျမိုးတွေအရန်ချင်းနေပြီမိုးတန်လေးတန်နဲ့မိုးအော်ပြောရတာလေချောင်းတောင်နားလာပါပြီခွေးပူးတို့9ယောက်စုကအလောင်းကောင်ပေါ်မှာကြောက်တံပဒံများတွေကိုကြည်ရင်းနဲ့မျက်စိတွေမှာလောဘရောင်တောက်နေကြပြီလေအဲ့ဒီအချိန်မှာတကြီးကမိုးချင်းလဲဒီအဖုံးကိုပြန်ဖုံးမှဖြစ်မယ်ကွတကြီးကခေါင်းမာပြီးပြောနေလို့တလားအဖုံးကိုပြန်မပြီးတော့ဖုံးဖို့ပြင်ဆင်ကြပါတယ်အဲ့ဒီချိန်မှာပဲဂျိန်ကနေမီအောင်မိုးချိုးပစ်ချလိုက်ပြီးမဝေးတဲ့အကွာအဝေးမို့လို့ထုံကျန်သွားသလိုခံစားလိုက်ရပါတယ်တကြီးဦးငွေဆောင်ကသူ့ခေါင်းမာနေရင်အားလုံးအတွက်အန္တရာယ်ရှိတာမို့လို့ကဲအားလုံးပြန်ကြမယ်ညနေမိုးဆဲမှပြန်လာကြမယ်တကြီးပြောစကားကြောင့်ကျွတ်နေကကျင်းပေါ်ကိုပထမဦးဆုံးဖတ်တက်လိုက်ပါတယ်မိုးကပိုလို့တောင်မှသဲထန်စွာနဲ့ရွာချလာပြီလေတကြီးကအိမ်ရောက်တာနဲ့ကြောက်တလားနဲ့အလောင်းကောင်စီပဲစိတ်ရောက်နေပါတယ်တာတင်တလားအဖုံးနဲ့ဖိမိတာအလောင်းကောင်ရဲ့ပယောဂကြောင့်လားတိုက်ဆိုင်ဖြစ်သွားတာလားကျွတ်နေပြောတာတော့အလောင်းကောင်ရဲ့မျက်လုံးကအညိုးနဲ့ကြည့်နေသလိုပဲတဲ့သူ့ကြည့်တာတော့တနာစရာလို့မြင်နေပါတယ်ညနေလောက်ရောက်တော့မိုးကဆဲဆပြူလာပြီညနေရောက်တော့အဲ့ဒီနေရာမှာလူတွေပြန်လဲစုဝေးလာကြပြီးတလားအဖုံးကိုဘလို့ပဲပြန်ဖုံးပြင်မယ်လဲမရတာမို့ညအိတ်ဆောင်ဖို့ကာလာသားလူငယ်တွေကနေရွေးချယ်လိုက်ရပါတော့တယ်ဒီထဲမှာတော့ခွေးပူးတို့အဖွဲကအတက်ကြွဆုံးပေါ့ကျန်လူတွေကတော့တိတ်ဆောင်ကျင်ပုံမရတာမို့ခွေးပူးတို့အဖွဲက9ယောက်နဲ့တက်တိကောင်းတဲ့လူငယ်3ယောက်ခေါ်လိုက်တယ်မနှက်ဖြန်အစည်းအဝေးကျင်းပပြီးဒီလောင်းကောင်ဘယ်လိုလုပ်ရမလဲဆိုတာတိုင်ပင်ရမယ်။ဦးငွေဆောင်ကအဆောင်ချတဲ့ကင်းသမားတွေကိုလှည့်လည်ကြည့်ရှုစစ်ဆေးလိုက်တာပေါ့ဗျာ။ဒီကောင်တွေကင်းဆောင်ဖို့ခေါ်ထားတာအိတ်ဖို့ခေါ်ထားတာကြာနေတာပဲ။အားလုံးကလတ်သေးကလမောအိတ်နေလိုက်ကြတာများ။နိုးနိုးကြကြဆိုလို့သူ့တယောက်တည်းရှိတယ်။ကောင်းကင်မှာတော့ကျဲတမုံနှမုံလင်းနေသေးတယ်။သူစဉ်းစားရင်းနဲ့တလားနာကိုကတ်လာလိုက်ပြီးတော့အယိုးစုကိုကြည့်လိုက်တဲ့အချိန်မှာသူ့ရဲ့မျက်စိထဲမှာတော့အယိုးစုကိုစားချောမောလှပတဲ့မိမတယောက်ရဲ့အသွင်ကိုမြင်လိုက်ရတယ်။မိမပြူကလည်းလင်းလျောင်းနေရကနေသူ့ဘက်မျက်နှာမူပြီးတဖြည်းဖြည်းလှည့်လာတယ်။မောင်ကြီးရုတ်တရက်ခေါ်လိုက်တာမို့သူ့ရဲ့နဘေးကိုကြည့်လိုက်မိပါတယ်။သူ့ကိုခေါ်လာလား။မောင်ကြီးမဲတင်းကိုမမှတ်မိဘူးလားဟင်။
မဲတင်လီပြောဆူလက်ကမ်းပေးလာတာမို့ရောင်အမားမနဲ့နှမ်းကင်လိုက်မိပါတယ်သူမရဲ့လက်ကိုဆွဲလိုက်တာနဲ့အသက်50အရွယ်ဦးငွေဆောင်အရွယ်ကနေအခုပုံစံနဲ့ဆက်ဆက်မှုမရှိတဲ့ငယ်ရွယ်နှုတ်ပြိုတဲ့ရှေးခဲအဝတ်စားတွေနဲ့ကိုပြန်မြင်လိုက်ရပါတော့တယ်တယောက်သေးတော့မဟုတ်အလုံးတရာနန်းဆန်ချုံမိုးတဲ့မိန်းကလေးတယောက်နဲ့မောင်ကြီးမဲတင်တို့ရှေကြီးဘလို့တွေးထားလဲဟင်ရှင်မောရပါလားနှမရဲ့ရွာနေရွာအာကာတာအညိုးတွေကြားမှာမောင်ကြီးတို့အချစ်ကမြေစာပင်ဖြစ်ရမှာလားကွယ်မဲတင်ကပင့်လေးရှိုက်ပြီးဝေဆောင်ရဲ့ပခုံးထက်မှာမှီလာလိုက်ပါတယ်သုံးဖန်လာရွာဆိုတာတကယ်တော့တရွာလေးပါရွာတောင်ဘက်မြောက်ဘက်စိတ်ဝမ်းကွဲရာကနေတကြီးနှစ်ယောက်ဖြစ်သွားရပြီးတကြီးနှစ်ယောက်ကလည်းငယ်ကအကြောင်းတော်ရန်စရှိခဲ့တာကြောင့်ကြီးလာတော့လည်းမတည့်တဲ့အပြင်အာကာတတွေပိုများလာခဲ့တာပါရွာမြောက်ဘက်ခြမ်းကလူတွေကရွာတောင်ပိုင်းကိုမသွားရရွာတောင်ဘက်ခြမ်းကလူတွေကရွာမြောက်ပိုင်းကိုမသွားရအဲ့ဒီလူတွေတင်းမာလာခဲ့ကြတာပေါ့တနေ့တော့မဲတင်နဲ့ငွေဆောင်တို့နှစ်ယောက်ချစ်ကြိုက်တာကိုနှစ်ဖက်မိဘတွေသိသွားခဲ့ပြီးတော့ရမ်းပုံပေါ်မီးကြပါတော့တယ်အညိုးကြီးပြီးစိတ်ကြီးတဲ့မိဘတွေကငွေဆောင်ကိုပိတ်လောင်ထားကြသလိုမဲတင်ကလည်းအိမ်ထဲအိမ်ပြင်မထွက်ရအမိန့်ကိုချမှတ်ခံလိုက်ရပါတော့တယ်ဒါကိုမကြည့်ရတဲ့အိမ်တော်ရင်းကငွေဆောင်ကိုတိတ်တဆိတ်လွတ်ပေးလိုက်ပါတော့တယ်ညကတိတ်ဆိတ်လိုနေပါတယ်ကောင်းကင်မှာလည်းကြဲအောင်တော့မရှိအဲ့ဒီအချိန်လူတစ်ယောက်ကအမောင်ကိုအားပြုပြီးမဲတင်တို့အိမ်သားကိုချင်းကပ်လာပြီးတော့အိမ်ကခြေတန်းရှိအိမ်မို့မဲတင်အခန်းရှိရောက်တော့ပတင်းပေါက်ကိုကြောက်စစ်ခဲနဲ့လှမ်းပစ်လိုက်တာပတင်းပေါက်ပွင့်လာပါတော့တယ်မဲအရှိတ်ကမဲတင်မဲထင်ပါတယ်မဲတင်ကဆောင်းပိုင်းကိုပတင်းတကားကနေချပြီးတွေ့ဆင်းလာပါတယ်ဝေဆောင်ကရှောဆင်းလာတဲ့မဲတင်ကိုလှမ်းပွေလိုက်ပြီးမောင်ကြီးမဲတင်တို့ဘယ်သွားကြမလဲဟင်မဲတင်ကိုရန်ညိုးအာကာဒတွေနဲ့ဝေးတဲ့ဒီနေရာနဲ့အဝေးဆုံးကိုခေါ်သွားမယ်အခုမဲတင်ဘွားကိုမောင်ကြီးပိုင်သွားပြီမောင်ကြီးခေါ်ရမဲတင်လိုက်ပါမယ်အဲ့ဒီအချိန်မှာအိမ်တစ်ဆောင်လုံးမီးတုပ်တွေနဲ့လင်းထိန်သွားပါတယ်ရက်လိုက်စမ်းမဲတင်ကမောင်ကြီးဘလို့လုံးကြမလဲအဖကိုမဲတင်ကြောက်တယ်ဝေဆောင်ကမဲတင်လက်ကိုတင်းဆုပ်ကင်လိုက်ပြီးပြေးရအောင်မဲတင်သူတို့ချစ်သူနှစ်ဦးကရှေ့ကပြေးတကြီးနဲ့အဖွဲကနောက်ကလိုက်နဲ့ညမောင်မှာသွေးပြက်ဖွယ်ကောင်းနေလာပါတယ်မဲတင်အပတောင်ပိုင်းရွာတကြီးဥရွှေပါကပြားတံကို6လက်ယုံပြစ်လိုက်တဲ့အချိန်မှာဝေဆောင်ရဲ့နှလုံးသားတက်တဲ့ကိုစိုက်ဝင်သွားပါတော့တယ်မောင်ကြီးမဲတင်အော်တန်ကအမောင်တို့ကိုဖောက်ထွက်သွားပါတယ်မြောက်ဖက်ရွာကငွေဆောင်ရဲ့အဖဦးပန်းဆောင်ကလည်းရွာနေရွာကြားကဇီဒီတီယာကုန်းကမှုမှာတားရဲ့အဖြစ်ဆိုးကိုတွေ့လိုက်ရပါတော့တယ်မဲတင်ကလည်းငိုကြွေးနေရကနေချက်ချင်းပြတ်သွားပြီးငွေဆောင်ရဲ့နောက်ကျောမှာစိုက်နေတဲ့မြားကိုဆွဲနှုတ်ပြီးသူမရဲ့လေပင်ကိုထိုးဆက်လိုက်ပါတော့တယ်မဲတင်ကမသေးခင်မှာငါသည်ငါချစ်သူကိုအသက်ပေးခဲ့သည်ငါချစ်သူကလွဲရင်ငါအလောင်းကိုဒီနေရာကရွှေ့သူတွေဟာအသေးဆိုးနဲ့တေးကြရမည်မဲတင်ကကြောက်မက်ဖွယ်ရာကျိန်စာကိုတိုက်ပြီးငွေဆောင်ရဲ့ဘေးမှာမျက်စိကြီးပြူးထွက်ကအသက်ပြောက်သွားပါတော့တယ်အဲ့ဒီအခါမှနှစ်ဖက်လူကြီးတွေကတတိဝင်လာကြပြီးသမီးရဲ့အဖြစ်ဆိုးလိုက်တာဘာအဖြစ်ပါငွေဆောင်ရဲ့အလောင်းကိုရွာမြောက်ပိုင်းကိုယူသွားပြီးတော့မိတကြိုလိုက်ကြတယ်မဲတင်ရဲ့အလောင်းကတော့ရွာထဲကိုရွှေ့တဲ့အချိန်မိုးကြိုးတွေပြစ်လျက်စီးတွေလက်ပြီးရွာသားတချို့မိုးကြိုးတွေပါထိသွားကြပါတယ်ဥရွှေပါကသမီးရဲ့အလောင်းကိုရွှေ့မရတဲ့အဆုံးနောက်လူတွေလည်းအလွယ်တကူမရွှေ့နိုင်ဘူးအတွက်ကြောက်တလားတစ်ခုစီစဉ်ပြီးတော့အဲ့ဒီနေရာမှာပဲမြုပ်နှံလိုက်ပါတယ်ဥရွှေပါကလည်းအဲ့ဒီစိတ်နဲ့ပဲကွယ်လွန်သွားခဲ့တာပါဒီကြားထဲမှာနှစ်ပေါင်းများစွာဒီအလောင်းကိုတူးခေါ်သူမှန်သမျှအကြောင်းမျိုးမျိုးကြောင့်အသေးဆိုးနဲ့တေးကြရလေသည်တကြီးဦးငွေဆောင်ဟာလှုံလို့ခံလိုက်ရတာကြောင့်နိုးလာခဲ့ပါပြီမဲတင်သူ့ရဲ့နှုတ်ကအတန်ကြောင့်ဘဲကမဲတင်လေတကြီးရဲ့အားလုံးဒုက္ခရောက်ကုန်ပြီတကြီးကနားမလည်လိုက်စွာကြည့်ပြီးတော့ဘလို့တွေဖြစ်တာလဲခွေးပုတို့အဖွဲတကြီးကကြွက်နေစကားမဆုံးခင်အပြေးလွှားထကြည့်လိုက်တဲ့အချိန်ရုပ်ပြက်ဆင်းပြက်အသက်ပြောက်နေတဲ့ခွေးပုတို့၄ယောက်ကိုတွေ့လိုက်ရပါတယ်ဟင်ခွေးပုကိုရှာကြခွေးပုကိုရှာတွေးလိုက်ပေမဲ့လေခွေးပုကကြောင်6ချားတွေပြောပြီးတော့စိတ်မမှန်တော့ပါသူတို့အဖွဲညနေကလေးကအလောင်းကောင်ခန္ဓာကိုယ်ကရွှေငွေကြောက်တံပဒံများတွေကိုလောဘတက်နေကြတာအားလုံးအိတ်တဲ့အချိန်မှာလောဘစောကပ်ပြီးအကြံစီတွေကိုအကောင့်ထဲပေါ်ကြပြီးတော့အခုလိုမဖြစ်တဲ့နာတွေဖြစ်ခဲ့ရတာအ
လောင်းတွေကိုရွာပြင်တင်းတိုင်းကိုယူဆောင်ပြီးတကြိုလိုက်ပါတယ်။ဖေပူကတော့တရေမမလာနဲ့အီးဆိုပြီးတော့အမျိုးစုံអော်ပြီးအယူတယောက်လိုခုန်ပေါက်ပြေးသွားနေပါတော့တယ်။ရွာရှိလူကြီးတွေကတော့ဒီအလောင်းကောင်ကိုဘယ်လိုလုပ်မလဲ။လူတွေအနေနဲ့ရှိလာပြီ။အခုဆိုရင်အမြဲငြိမ်းချမ်းနေခဲ့တဲ့ကျုပ်တို့ရွာလေးအသေးပြောက်အပျက်စီးတွေရှိလာပြီ။တကြီးကတော့ဒီအလောင်းကောင်ကိုနေရာရွှေ့မယ်ဈေးဒီဖြစ်အောင်တည်ရမယ်။အလောင်းကောင်ရဲ့ပစ္စည်းတွေကိုဌာပနာထည့်မယ်အမျှဝေမယ်။နာယကကြီးကခတ်တာကဒီလောင်းနဲ့ပတ်သက်လို့ဘယ်သူမှမလုပ်ရဲတော့ဘူး။ကျုပ်ဥဆောင်လုပ်ပါမယ်။ကျင်းပေါ်ကကုညီပေးရပါပြီ။အလောင်းရွှေ့မယ်နေ့ကြောက်တလားကြီးကိုကျိုးတွေနဲ့တုံနှောက်ပြီးအပေါ်ဆွဲတင်ဖို့စီစဉ်ထားပါတယ်။တကြီးတယောက်တည်းကျင်းထဲမှာပဲနေပြီးတော့တကြီးကအလောင်းကောင်နာကတ်သွားရင်နဲ့မဲတင်မောင်ကြီးသာသနာပြုတာကုညီပါကျိန်စာလဲပြေချိန်တန်ပါပြီဒီနှစ်တရာလုံးမဲတင်ကိုစောင့်စင်ပြီးတဲ့အတွက်မောင်ကြီးကိုဖွင့်လွှတ်ပါကိစ္စတွေအားလုံးပြီးရင်မောင်ကြီးနဲ့မဲတင်ငိမ့်ချမ်းတဲ့နေရာလေးမှာအတူတူရှိကြမယ်အလောင်းကောင်ရဲ့မျက်လုံးစီကကျလာတဲ့မျက်ရည်စက်တွေကိုတကြီးငွေဆောင်ကလွဲပြီးဘယ်သူမှမမြင်လိုက်ကြတော့ပါတကြီးကတော့အလောင်းကောင်ရဲ့မျက်လုံးကိုမှိတ်လိုက်ပြီးနေပင်ကမြားတံကိုဆွဲနှုတ်လိုက်ပါတယ်ကဲအားလုံးကြောက်တလားကိုတင်မယ်ဝိုင်းဆွဲကြတကြီးရဲ့အော်တန်ကြောင့်ရွာသားတွေကဝိုင်းဆွဲကြတဲ့အချိန်အလောင်းကောင်နဲ့ကြောက်တလားကြီးကကျင်းပေါ်ကိုအလွယ်တကူရောက်ရှိလာခဲ့ပါတယ်အလောင်းကိုရွာပြင်တင်းချိုင်းမှာတကြိုပြီးနောက်မှာတော့အလောင်းပေးမှာအုတ်ကူအလွတ်တစ်လုံးကိုထပ်မံစီစဉ်လိုက်ပါတယ်အဲ့ဒီနောက်ဖျားပနဲ့ချပြီးအလောင်းကောင်ကရွှေငွေလက်ဝတ်ရတနာတွေကိုထားပနာပြီးတော့နေမအားညာမအားဇီဒီတင်လိုက်တာတလားအတွင်းမှာပဲဇီဒီတော်ကိုဖူးမြော်လိုက်ရပါတော့တယ်ဇီဒီတော်ထီးတင်ပြီးညမှာပဲတကြီးဥငွေဆောင်ဟာဘာအနာယောဂါမှမရှိဘဲနဲ့အိယာထဲမှာကွယ်လွန်သွားခဲ့ပါတယ်။ကျွတ်နေကတော့တကြီးကအကြောင်းစုံရှင်းပြပြီးတာကြောင့်တကြီးကိုမဲတင်ပေးကအုတ်ကူအလွတ်မှာတကြိုလိုက်ပါတယ်။တရွာလုံးဝမ်းနဲ့ယူကြုံမရရှိပေမဲ့လည်းကျွတ်နေကတော့တကြီးရဲ့အတွက်ဝမ်းသာမိပါတယ်။အခုဆိုရင်တကြီးတို့ချစ်သူနှစ်ယောက်ငိမ့်ချမ်းရာရောက်နေလောက်ပြီ။ကျွတ်နေကအဖိုးကျွတ်နေဖြစ်လာတဲ့တိုင်တော့ဒီသစ္စာတရားကြီးမားတဲ့လွမ်းမောဝေယဇလန်းလေးကိုတရောင်းတညပုံမြင်နေအဖြစ်ပြောမိနေအောင်ပါ